ဘာလို့ရမှန်းမသိတော့တဲ့အချိန်ရောက်တာမကြိုက်ပေမဲ့အရန်ကောင်းတယ်ဘာလို့ရမှန်းမသိတော့ဘယ်လိုဆက်ရမှန်းမသိတော့တဲ့ဘဝအချိန်မျိုးရောက်လာတာလူအနေနဲ့တော့ရွေးမဲ့လမ်းတော့မဟုတ်ပေမဲ့ဖခင်ကဒီလိုများရွေးပေးခဲ့ရဲ့မကြောက်နဲ့ဖခင်ရှိတယ်ဟာလေလုယာအာမင်တချို့သောလူတွေဒီနေ့ကျွန်တော်ပြောမယ်နော်အောင်မြင်တဲ့လောက်မအောင်မြင်သေးဘူးနော်ဘာဖြစ်လို့မအောင်မြင်သေးဘူးလဲဆိုတော့ခင်ဗျာအဲ့ဒီဂိတ်ဆုံးမရောက်သေးလို့အာမင်ကျွန်တော်လေဒုက္ခရောက်စေခြင်းလို့ပြောတာတော့မဟုတ်ပါဘူးလူတိုင်းဘုရားသခင်ကိုကလွယ်လို့ငါအားကိုးစရာမရှိပါဘူးဆိုလောက်အောင်အထိဖြစ်ဖို့အချိန်နေတာရောက်တင်ကြတယ်အာမင်အဲ့ဒီမှာဘုရားတန်ကြားရတာဗျခင်ဗျအစင်ပြေရင်ဘုရားတန်ကြားဖို့မလွယ်ဘူးအစင်ပြေသမင်းစားပြေအိတ်ချင်တာပဲရှိတယ်လေစားလိုက်အိတ်ဒါပေမဲ့လုံးဝလူအနေနဲ့ဘာဆက်လို့ရမသိရတော့တဲ့အချိန်ရောက်လာတာကလူချင်းစရာတော့မဟုတ်ပြီမဲ့လိုအပ်တဲ့အရာဖြစ်တယ်အဲ့ဒီနေရာနဲ့ဘုရားသခင်ခင်ဗျားကိုကြိုးဆိုမှဖြစ်တယ်ဟာလေလုယာကျွန်တော်ပြောမယ်ဆိုရင်တနည်းအားဖြင့်ဝေပြန်ပြောခင်ဗျားဘက်ကဥစ္စာကုန်ပြီဆိုရင်ဘုရားဥစ္စာစလာတာတချို့တော့လူတွေဘာဖြစ်လို့ဘုရားကတကယ်အလုံးမလုံးနိုင်သေးဘူးဆိုတာခင်ဗျားဥစ္စာတွေတိတ်မကုန်သေးတာလေခင်ဗျားအကြံနေလဲတချို့လူတွေတော့ကျွန်တော်ပြောရင်တော့ဘယ်သူမှတော့ဆောင်းပြောတာတော့မဟုတ်ပဲတချို့လူတွေကလေဘုရားကသုံးတဲ့တော့မသုံးနိုင်တာထက်တော့လို့ထက်လွန်းလို့အတွေးတွေတာထက်လွန်းလို့အတူအချမ်းတော့ခနဲ့တော့ဒါလို့ပြန်လာပြန်ဒါလို့ပြန်ဒါလို့မဲ့ဒါလို့အချမ်းတွေပြန်လွန်းလို့အဲ့ဒါတွေကဒီတိုင်းကျင့်တော့ခဲလူတော်ပဲလို့ပြောစရာရှိဒါပေမဲ့ဘုရားနဲ့ပတ်သက်တာလူတော်မဟုတ်ဘူးအတုံးမကြတဲ့ကောင်ပဲဘုရားလူကိစ္စနဲ့အတုံးလူအကျဉ်းနဲ့လှုပ်တဲ့ဘုရားမဟုတ်သူ့ဘုံတော်ထင်ရှားဖို့ခင်ဗျားကိုလမ်းဆုံးတဲ့နေရာပို့တယ်ဆိုရင်ခင်ဗျားဗျာအဲ့ဒီမှာဘုရားနဲ့နဖူးတွေ့တော့မှာ